ဘာရလုံးနေလဲဗျပြန်မလာနိုင်သေးတဲ့သူကိုစောင့်နေတာအော်ချို့လူတွေကဘယ်လိုပြောမလဲဘယ်တော့မှပြန်မလာတော့မှန်းသိနေရတာနဲ့အခုချိန်ကြီးစောင့်နေကြတော့မဲနော်တချို့လူတွေကဟုတ်တယ်မလားဘာမျိုးပေါ့ကွာဘာမျိုးပေါ့ကွာနော်စောက်လိုက်ပေါ့ဟုတ်တယ်မလားတနေ့မဟုတ်ရင်2နှစ်ပေါ့2နှစ်မဟုတ်ရင်တော့3နှစ်ပေါ့ဟုတ်တယ်မလားတချိန်ကြရင်တော့ပြန်ရောက်လာမှာပေါ့နော်ဘာရောက်လာမလဲဆိုတော့မင်္ဂလာဆောင်ဖိတ်စာလေး发花嘛表呢嘿啊！အေးယောစကအားလုံးမင်္ဂလာပါကျွန်တော်ထုတ်တဲ့တိုင်စမ်းပါပဲနော်ကျွန်တော်တို့တွေမတွေ့ရတာတော်လေးကိုကြာနေပါပြီလို့နော်ဗီဒီယိုမတင်ရတဲ့အကြောင်းရင်းကတော့အလုံးမအားတာနဲ့ဟိုချုပ်တိချုပ်ပေါ့ကွာစိတ်ရလေးစင်မပြေတာနဲ့အမျိုးမျိုးပေါ့နော်โอเคစကလည်းအများကြီးမပြောတော့ဘူးဘာဆိုင်ပြန်လာပြီဒီကောင်ဗီဒီယိုလေးမဆောင်မင်းကောင်လိုက်လုပ်ပြီးမမေ့နဲ့โอเคအပွားတငယ်ချင်းတွေစုပြီးခီးသွားကြရတယ်ဆိုဟုတ်တယ်လေကိုကြီးဟိုကောင်ပါတယ်ဟုတ်စိတ်မပူပါနဲ့ကိုကြီးသူ့ကိုလုံးဝအယောမဝင်ပါဘူးပါသူအဲ့ရင်ဟောက်လားမဟောက်ပါဘူး What the hell ပါတယ်ဟောက်လားလို့မဟောက်ဘူးလို့နော်အဲ့ဒါဆိုအဲ့ဒီဘဲကြီးကဘာဖြစ်သွားပြီလဲနော်တေချာပေါက်ပဲနော်ဂျိုပေါက်ပြီလို့ဟုတ်တယ်မလားဂျိုးတော့ယူဂျိုးမဟုတ်ဝါ6နှစ်အောက်ကလေးများတာအော်ခုမှကလေးပဲရှိသေးတာလေကွာနော်ခုမှကလေးလေးပဲရှိသေးတာဟုတ်တယ်မလားမောင်ရဲ့ကလေးလေးမောင်ရဲ့ကလေးလေးရောနော်ကတော့မပါရင်တောင်းမှပါတယ်လို့ကတော့ဟယ်လိုအမနိုးပြီလားဗျဟုတ်တယ်ညီလေးအကိုတို့မနေ့စာတော်စားနေကြပြီလို့နော်ဟုတ်လားညီလေးကိုတို့မနေ့စာတော်စားနေကြပြီလို့နော်ညတော့ညစာစားပြီဆိုတော့ခုချိန်မှာမနေ့စာစားနေပြီလို့နော်ညီလေးဟုတ်လားချစ်တယ်တော့ညီလေးစိတ်ပူပြီလို့အပန်းဖြေအေးမျိုးစုံခင်မီဖြော်ရင်ဟာလာဘာတော့ဟာတန်ရောစင်က1200တဲ့စစ်ကူရင်က1200မြူဆွဲ1200စိတ်ပြက် feeling နဲ့1200ခိတ္တတညအိမ်မဆိုးငယ်ဘဝအချစ်မဲ့နှုတ်ပလဲအလာငါ့ကိုတန်ရောစင်တစ်ခွက်လောက်ချပေးပါလို့နော်ဟုတ်တယ်မလားငါ့ကိုတန်ရောစင်မှာပြီးလို့နော်မင်းတို့ကောင်လေးမင်းတို့လေးကြိုက်တာမှာပေါ့နော်ဟုတ်တယ်မလားစိတ်ကူးရင်လည်းရှိတယ်နော်ပြီးတော့ဗာလဲငယ်ဘဝပြီးတော့အချစ်မဲ့လည်းရှိပါတယ်စိတ်ပြက် feeling လည်းရှိတယ်နော်ဟုတ်လားငါတော့တန်ရောစင်ပဲမှာပါလေနော်ငါတန်ရောစင်ပဲယူမှာနော်ဟုတ်တယ်မလားဈေးတန်1200ပဲすみません。ベトナムだこんにちは。私は失いました。どこ道？ကွာဖိုင်လာပြောနေမသိစောလို့ရှော်ရကြတယ် နောင်ကြီးတို့ဘာပြောက်လို့ဘာရှာနေတာတော့နောင်ကြီးတို့ဟမ် すみません。ベトナムだこんにちは。私は失いました。どこ道？ကွာဖိုင်လာပြောနေမသိစောလို့ရှော်ရကြတယ် သူတို့ပစ္စည်းပြောက်လို့ပြမှာဖုံးကြကြငယ်လို့ပြမှာပါနော်ဖုံးနေပြန်ရှာနေတာဖုံးကြကြငယ်လို့ဖြစ်မယ်နော်မင်းတို့ကောင်လည်းရှောင်းမသွေးပါနဲ့လို့နော်မင်းတို့ကောင်လည်းဟာလားမင်းတို့ကောင်ရှောင်းမသွေးကြနေဟာလားသူတို့ပစ္စည်းကြငယ်လို့လိုက်ရှာနေတာနော်မင်းတို့ကောင်လည်း